ပင်လယ်ပြင်မှာပေးဆက်ရတာ तू ကအချိန်က6လပတ်စံကြတော့လေ तू ကမနေဘူးပေးလိုက်ရဆိုတော့နှစ်ဦးနှစ်ဖက်နစ်နာတယ်နော်အဲ့တော့ရိုက်ကြီးပေါ်မူတည်ပြီးတော့အဲ့လောက်အများကြီးကြတော့လေလीကျွန်တော်တို့ကအခု28ရက်လို့ပြောလိုက်ပြီးတော့လစာ900လောက်ရမှာဆိုမဆိုးဘူးပေါ့နော်တိတ်ကိုတမောသားရိုက်ကြီးကိစ္စတမောသားရိုက်ကြီးကဘာဖြစ်နေလဲဆိုတော့မမျှတဘူးဖြစ်ကျွန်တော်အခုပြန်လာတဲ့တမောသားလေးတယောက်ဆိုကျွန်တော်ပြောတာကျွန်တော်ရန်ဝမ်းနေပါဒီလောကကတော့ဒီလိုရှိနေရဆိုတော့သိတယ်ဒါပေမဲ့ तू က28ရက်ပေးရစ100ပဲရစာချုပ်က6လစာချုပ်ဆိုတော့ तू 6လပြည့်ပြန်လာတယ်ပေါ့ပြန်လာတဲ့အချိန်မှာ तू မတုံးမဆွဲဘူးပဲထားပါတော့နော်တမောသားဆိုတော့ဟိုတချို့ပြောရတော့တော်တော်လွယ်တယ်ပေါ့ဟိုစားပြီးတောက်ပြီးလာစာရတယ်ပေါ့နော်လာကုန်ရင်လာစာရတယ်နော်ဘာမှလည်းမကုန်အောင်ဆိုတော့ကုန်ကြမှုလေးတော့ရှိတာပေါ့ကမ်းရောက်ရင်မုတ်ဆင်းဝဲတာပစ္စည်းလေးဆင်းဝဲတာလို့ရှိတာပေါ့နော်အဲ့တော့သူ့အတွက်က6လပြည့်ပြီးတော့ तू 900ရခဲ့28ရက်ပေါ့နော်ပေးခဲ့ရဒါပေမဲ့သူ့ရဲ့အတွေ့ရတော့ဟိုလောက်ကန်ရှားပါနေတဲ့အချိန်မှာငါပတ်စံအောင်မကြည့်လိုက်ဘူးပေါ့ချမ်းသာလို့တော့မဟုတ်ဘူးဟိုငါစားပစ်လေးရသွားရင်ပေါ့နောက်တစ်နေ့ရောက်တက်လာဖို့အတွက် तू ကအနစ်နာခံခဲ့ရဒါပေမဲ့ပင်လယ်ပြင်မှာပေးဆက်ရတာ तू ကအချိန်က6လပတ်စံကြတော့လေ तू ကမနေဘူးပေးလိုက်ရဆိုတော့နှစ်ဦးနှစ်ဖက်နစ်နာတယ်နော်အဲ့တော့ရိုက်ကြီးပေါ်မူတည်ပြီးတော့အဲ့လောက်အများကြီးကြတော့လေလीကျွန်တော်တို့ကအခု28ရက်လို့ပြောလိုက်ပြီးတော့လစာ900လောက်ရမှာဆိုမဆိုးဘူးပေါ့နော်တိတ်ကိုတကယ် line ကြီးတွေမှာလည်းပေးပါတယ်လူတိတ်ကို900 600ပေါ့နော်900လောက်ထိပေးတဲ့ line ကြီးတွေရှိပါတယ်ဟုတ်ကဲ့ဒါပေမဲ့ဂျား line နေဆိုတော့လည်းအဲ့လောက်မရဘူးဒါပေမဲ့100ဆိုတော့တော်တော်လေးတော့နေတယ်ပေါ့နော်28ရက်100ဆိုတော့တကယ်လို့ဒါ300လောက်ရခဲ့မှာဆိုရင်နော်သူ့ရဲ့စာချုပ်ပြည့်မှာသူဒီဟာလေးကရိုက်ကြီးကြေသွားနိုင်ပေါ့သူအခုကကြတော့တိတန့်အများကြီးกว่าဟာဒီကြားထဲမှာနောက်ပေါက်ပေါ့နော်နောက်ပေါက်ဆိုတာဒီလိုပေါ့28ရက်လို့ပြောရင်အရွယ်30ပေးမယ်ဆိုပြီးတော့အဲ့လိုဝင်တဲ့လူတွေရှိတယ်ကျွန်တော်3ရက်ပူပေးမယ်ကျွန်တော်ထည့်ပေးပါအဲ့လိုဟောအဲ့ချိန်ကျတော့နောက်တစ်ယောက်ကလမ်းစားပြောက်သွားသူနေရလဲ30ရတယ်လို့ထည့်မှာပေါ့3ရက်ပူရတာအဲ့လိုရိုက်ကြီးလောကမှာလေအဲ့လိုလေးလေတွေ့မြင်လာတယ်ပေါ့ရိုက်ကြီးရမ်းများတယ်ပေါ့နော်လားစာတော့နေတယ်ဒါပေမဲ့တမောကမှန်ကန်မှုရှိတယ်တမောအကြီးလိုက်ကနိုင်ငံတကာအတွေ့အကြုံလည်းရစာအုပ်ထဲမှာတုံးကလည်းမှန်ကန်မှုရှိအခုဆိုအဲ့ကောင်လေးကသူကစီးလာပြီးတော့ထူလိုက်တဲ့တုံးကညနေပိုင်းမလှဘူးပေါ့တက်ပုတ်တုံးထူလိုက်တော့နောက်လိုင်းမှာသွားရှောင်းဒီတက်ပုတ်ဆိုတေးသေးလေးမခေါ်ကြဘူးခေါ်ကြတော့ तू အနစ်လာခံလာရတဲ့ဟာကြီးက तू အတွက်အလကားဖြစ်နေလို့ဖြစ်တစ်ခေါက်လိုက်လာတယ်ဒါပေမဲ့ဘာလဲသူကြည့်လိုက်တော့တက်ပုတ်ဖြစ်တက်ပုတ်ဆိုတော့တမောကတေးသေးလေးဟုတ်ကဲ့အတွေ့အကြုံညာနေတယ်ဟုတ်နေတော့လူဟောင်းဝင်မယ်လည်းမခေါ်ချင်ကြဘူးဟုတ်ကဲ့အဲ့ချိန်မှာတချို့ကြတော့100နဲ့သွားတယ်သွားပြီမဲ့လေတမောကြီးကိုရောက်တယ်နိုင်ငံတကာတွေ့ကြုံပေါ့အကုန်ရောက်တယ်ဟော်လန်တို့ပြင်သစ်တို့အမေရိကတို့ပေါ့နော်အဲ့လိုရောက်တယ်ဒါပေမဲ့လာစာလေးက100 150ပဲဟာ तू ကသူ့ရဲ့တုံးမှလှတော့နောက်ကုမ္ပဏီကိုတွားရင်ကြည့်လိုက်ဟာဒါတမောလည်းကြည့်ရဲဆိုဟုတ်ဆရာအဲ့လိုခံစားမှုလေးရရှိတာတကယ်လို့ဒါကိုက100နဲ့လူသစ်တမောသားတွေလိုက်ခဲ့ရမယ်ဆိုရင်လေအဲ့လိုမျိုးကျွန်တော်ပြောသလိုတမောမှန်ကန်မှုရှိတယ်နိုင်ငံတကာတွေ့ကြုံနေတဲ့တမောကတွားတယ်ဆိုရင်တော့လိုက်ပါပေါ့အိမ်မှာပတ်စံရှိလို့တော့မဟုတ်ပါဘူးဟုတ်ကဲ့အတွေ့အကြုံတွေရှိပါတော့အိမ်မှာနားနေတာတဲ့စာရင်တော့ဟုတ်ကဲ့ဆရာမမှန်ကန်မဲနဲ့ငါဗမာပြည်ကလွတ်ရင်ပြီးတော့ပတ်ဝန်းကျင်ကလည်းငါ့ကိုပြောနေတယ်မထွက်သေးဘူးလားဆိုတဲ့ရိုက်ခတ်မှုကြောင့်ငါတမောသားဖြစ်ပြီးတော့အဲ့လိုတက်သွားတယ်တော့ပင်နယ်ထဲမှာတော့ရေရှည်ခံစားလိမ့်မယ်စိတ်ပိုင်းဆိုင်ရာတွေပြင်ဆင်မှုတော့အများကြီးပြင်ဆင်သွားလိမ့်မယ်ငါရေထဲရောင်ပြီးတာပဲ100ရတော့လည်းရစားပေးရတာပဲဒါပေမဲ့ကိုရတဲ့စားပေးကမကောင်းဘူးပေါ့တုံးမလှဘူးအဲ့လိုမျိုးကြတော့သူ့အတွက်အချိန်ကုန်တယ်ပတ်စံကုန်သွားဟောလူတစ်လေးတွေကိုအဲ့ဒါလေးပဲကြားကြမှာ